ဒီနေ့ပြောပြပေးမယ့်ပုံပြင်လေးရဲ့အကောင့်စင်ကတော့ဂျင်းညီနောင်ဆိုတဲ့ပုံပြင်လေးပဲဖြစ်ပါတယ်။နားဆင်ပေးကြပါဦးနော်။ဟိုးရှိတုန်းကတာယာလှပတဲ့တောအုပ်ကြီးတစ်ခုထဲမှာအလွန်ချစ်ခင်ကြတဲ့ဂျင်းညီနောင်နှစ်ကောင်ရှိခဲ့ကြပါတယ်။သူတို့ဟာရုပ်ရှင်လဲတူသလိုအတန်ချင်းလဲအလွန်ဆင်တူကြပါတယ်။ဒီနေ့မှာတော့တောအုပ်ကြီးထဲမှာပြင်းထန်တဲ့မုန်တိုင်းတစ်ခုတိုက်ခတ်လာခဲ့ပါတယ်။အဲ့ဒီအချိန်မှာဂျင်းညီနောင်နှစ်ကောင်ဟာမုန်တိုင်းတန်ကြောင့်တကောင်စီကွဲကွာသွားခဲ့ကြရပါတယ်။ဂျင်းညီနောင်တွေကညီဖြစ်သူဟာတောအုပ်ရဲ့တစ်ဖက်ခြမ်းကတခိုးတွေနေထိုင်တဲ့ရွာတရွာတွေကိုတွင်းစင်ကြားရောက်သွားခဲ့ပါတယ်။သူဟာတခိုးတွေရဲ့စကားပြောဆိုပုံတွေဇန်နန်းတဲ့အမူအရာတွေကိုနေ့တိုင်းကြားနေရပြီးတဖြည်းဖြည်းနဲ့တခိုးတွေလိုပဲစိတ်ထားကြမ်းတမ်းတဲ့ငှက်ကလေးတစ်ကောင်ဖြစ်လာခဲ့ပါတယ်။အကိုဖြစ်သူကြီးကလေးကတော့တောအုပ်ရဲ့တခြားတစ်ဖက်မှာရှိတဲ့တရားရိပ်သာတစ်ခုတွေကိုကြားရောက်သွားခဲ့ပါတယ်။အဲ့ဒီရိပ်သာမှာတော့တိရရှင်တွေနဲ့သူတော်စင်တွေကအေးချမ်းစွာနေထိုင်ကြပါတယ်။အကိုဖြစ်တဲ့ကြီးလေးဟာနေ့တိုင်းဖျားစာတွေမေတ္တာပို့တန်တွေနဲ့ယဉ်ကျေးတဲ့စကားလုံးတွေကိုပဲကြားနေရတာကြောင့်အလွန်ယဉ်ကျေးပြီးသဘောကောင်းတဲ့ငှက်ကလေးတစ်ကောင်ဖြစ်လာခဲ့ပါတယ်။ညီနောင်နှစ်ကောင်ဟာမတူညီတဲ့ပတ်ဝန်းကျင်တစ်ခုမှာကြီးပြင်းလာခဲ့ကြရင်သူတို့ရဲ့စရိုက်တွေကလည်းလုံးဝခြားနာသွားခဲ့ပါတော့တယ်။ဒီနေ့မှာတော့အဲ့ဒီတော့အုပ်ထဲကိုတိုင်းပြည်ရဲ့ဘရင်ကြီးကအမဲလိုက်ဖို့ရောက်ရှိလာခဲ့ပါတယ်။ဘရင်ကြီးဟာတောနိုင်ချင်းမှလမ်းမပြီးဖိုက်ဆာဆာနဲ့ရှောက်လာရင်တခိုးတွေခိုးအောင်ရာကြောက်ကူအနီးကိုရောက်ရှိသွားပါတယ်။အဲ့ဒီအချိန်မှာကြောက်ကူဝါကတပင်အကိုင်ခတ်တွေကြားမှာနားနေတဲ့ညီဖြစ်သူချင်းငတ်ဟာဘရင်ကြီးကိုလမ်းမြင်လိုက်ရပါတယ်။ချင်းငတ်ဟာဘရင်ကြီးကိုမြင်မြင်ချင်းမဲ့သူ့တခင်တခိုးတွေတင်မေးထားတဲ့အတိုင်းဇန်နန်းခတ်ထန်တဲ့အတန်ကြီးနဲ့ဟေးလူတွေမြန်လာကြဒီမှာရတနာတွေအဖြစ်နဲ့လူတယောက်ရောက်နေပြီးဖမ်းကြတတ်ကြသူ့စီကပစ္စည်းတွေအကောင်လူယူကြလို့အော်ဟစ်ပြောဆိုလိုက်ပါတယ်။ဘရင်ကြီးဟာချင်းငတ်ရဲ့ရိုင်းဆိုင်ချမ်းတဲ့စကားတွေကိုကြားပြီးအော်တုံလို့သွားပါတယ်။ဘရင်ကြီးဟာအန်ရင်ချိမှန်တီးလိုက်တာကြောင့်အမဲလိုက်လန်တန်းကိုကြစ်ပါအောင်ဆုပ်ပြီးသူ့မြင်းကိုအမြန်ဆုံးလှည့်ကအဲ့ဒီနေရာကနေချက်ပြေးခဲ့ရပါတယ်။တခိုးတွေဟာချင်းငတ်အော်တန်ကြောင့်ပြေးထွက်လာကြပေမဲ့ဘရင်ကြီးကတော့လွတ်မြောက်သွားခဲ့ပါပြီ။ဘရင်ကြီးဟာတောထဲမှာဆက်လက်ပြေးလွှားရင်းနဲ့တဖြည်းဖြည်းနဲ့အေးချမ်းသာရတဲ့တရားရိပ်သာနီးကိုရောက်ရှိသွားပါတယ်။အဲ့ဒီနေရာကတော့အကိုဖြစ်သူကြီးကလေးနေထိုင်ရာအရက်ပဲဖြစ်ပါတယ်။ဘရင်ကြီးဟာတရားရိပ်သာရဲ့အဝင်ဝမှာရှိတဲ့တစ်ပင်ကြီးတစ်ပင်အောက်မှာခဏနားနေတော့တက်ကိုင်းဘော်ကကြီးကလေးတစ်ကောင်ကသူ့ကိုမြင်သွားပါတယ်။အဲ့ဒီကြီးကလေးဟာစောကတခိုးရမှာတွေ့ခဲ့တဲ့ကြီးငန်းနဲ့ရုပ်ရှင်အလွန်တူလွန်းတာကြောင့်ဘရင်ကြီးဟာစိုးရိမ်စိတ်နဲ့နောက်တွန့်သွားခဲ့ပါတယ်။ဒါပေမဲ့ဒီတစ်ခါမှာတော့ကြီးကလေးရဲ့တုံ့ပြန်ပုံကလုံးဝကွဲပြားခြားနားနေပါတယ်။ဂျေကလေးဟာအလွန်ချိုသာအေးချမ်းတဲ့အတန်လေးနဲ့အစင်မင်းကြီးကြွားပါဗျာဒီတရားရိပ်သာကိုရောက်လာတာကိုဝမ်းမြောက်လာပါတယ်အစင်မင်းကြီးအလွန်ပင်ပန်းနေပုံရတယ်တစ်ပင်ရိပ်မှာနားနေပါအောင်ဒီမှာအေးမြတဲ့တောက်ရည်တွေနဲ့အရသာရှိတဲ့တတိတွေရှိပါတယ်ဗျာအားရပါရတုံးဆောင်တော်မူပါလို့ရင်ရင်ကြီးနှုတ်ဆက်စကားဆိုလိုက်ပါတယ်ဘရင်ကြီးဟာအံ့အားသင့်သွားပြီးအချင်းကြီးကလေးတင်းရဲ့စကားတွေကနားထောင်လို့အလွန်ကောင်းလာပါတယ်။ငါအခုလေးတင်မဲ့တောအုပ်ရဲ့တခြားတစ်ဖက်မှာမင်းနဲ့ရုပ်ရှင်တူတဲ့ချင်းငှက်တစ်ကောင်ကိုတွေ့ခဲ့သေးတယ်။ဒါပေမဲ့အဲ့ဒီငှက်ကတော့အလွန်ရိုင်းဆိုင်ပြီးငါ့ကိုတတ်ဖို့အချိအော်ဟစ်ခဲ့တယ်။မင်းကြတော့ဘာဖြစ်လို့ဒီလောက်တောင်ရင်ကြီးရတာလဲလို့မေးမြန်းလိုက်ပါတယ်။ကြီးကလေးဟာဘရင်ကြီးကိုကျုံးပြီးကြည့်လိုက်ပါတယ်ပြီးနောက်သူဟာဘရင်ကြီးနားလည်စေဖို့အတွက်သူတို့ညီကိုနှစ်ယောက်ရဲ့အကြောင်းကိုရှင်းပြဖို့ပြင်ဆင်လိုက်ပါတော့တယ်ပဝန်းကျင်ရဲ့အဆုံးအမကဘလောက်အရေးကြီးရဲ့ဆိုတာကိုဘရင်ကြီးသိသားစေဖို့ကြီးကလေးကအေးအေးဆေးဆေးပဲစကားပြောဆိုပါတယ်အချင်းမင်းကြီးတောအုပ်ရဲ့တခြားတစ်ဖက်မှာမင်းကြီးတွေ့ခဲ့တဲ့ငှက်ဟာတခြားသူမဟုတ်ပါဘူးကျွန်တော်ရဲ့ညီအရင်ပါပဲကျွန်တော်တို့ဟာရုပ်ရှင်လဲတူအတန်ချင်းလဲတူတဲ့အချင်းကြီးနောင်နှကောင်ပေါ့ဒါပေမဲ့ငငယ်ကတိုက်ခိုက်ခဲ့တဲ့ပြင်းထန်တဲ့မုန်တိုင်းတစ်ခုကြောင့်ကျွန်တော်တို့နှကောင်တကောင်စီကွဲကွာသွားခဲ့ကြရပါတယ်ကျွန်တော်ရဲ့ညီကလေးကတော့တခိုးတွေနေထိုင်တဲ့ရွာတွေကိုကြားရောက်သွားခဲ့ပါတယ်။သူဟာနေ့တိုင်းတခိုးတွေရဲ့ဆဲဆူတန်တွေကျန်းတဲ့စကလုံးတွေနဲ့ရံဖြစ်တန်တွေကိုပဲကြားနေရတာကြောင့်တဖြည်းဖြည်းနဲ့သူကိုယ်တိုင်လည်းစိတ်ထားကြမ်းတမ်းပြီးရိုင်းဆိုင်တဲ့ငှက်တကောင်ဖြစ်လာခဲ့ရတာပါ။ကျွန်တော်ကတော့အကန့်ကောင်းစွာနဲ့ဒီလိုအေးချမ်းသာရတဲ့တရားရိပ်သာတွေကိုကြားရောက်ခဲ့ပါတယ်။ဒီမှာရှိတဲ့သူတော်စင်တွေကကျွန်တော်ကိုမေတ္တာတရားနဲ့ပြုစုထောင်ပေးခဲ့ကြပါတယ်။နေ့တိုင်းဖျားစာတန်းတွေမေတ္တာပို့တန်းတွေနဲ့ယဉ်ကျေးတဲ့စကားလုံးတွေကိုပဲကြားနေရတာကြောင့်ကျွန်တော်ဟာဒီလိုယဉ်ကျေးတဲ့ငှက်တကောင်ဖြစ်လာခဲ့ရတာပါ။ဘရင်ကြီးဟာကြီးကလေးရဲ့စကားတွေကိုကြားပြီးနက်နက်နဲနဲစဉ်းစားမိသွားပါတယ်။သူဟာပတ်ဝန်းကျင်နဲ့အဆုံးအမကတရှိတွေရဲ့ဇယိုက်ကိုဘလောက်အချိပြောင်းလဲစေနိုင်တယ်ဆိုတာကိုလက်တွေ့သိရှိသွားခဲ့ပါပြီ။
ဘရင်ကြီးဟာတရားရေးသားမှာဆက်လက်အနာယူရင်ရင်းနှီးနောင်နှကောင်ရဲ့ကံကြမ္မာကိုဆင်ခြင်သုံးသပ်နေခဲ့ပါတယ်။ပတ်ဝန်းကျင်ကောင်းမှာကျင်ပြင်းရတဲ့ကြီးအကူဟာရင်ကျေးသိမ်မွေးပြီးသူတော်စင်တစ်ပါးလိုဖြစ်လာခဲ့ပေမဲ့ပတ်ဝန်းကျင်ဆိုမှာကြည်ပြင်းရတဲ့ကြီးညီလေးကတော့ကျန်းတဲ့ရက်ဆက်တဲ့တခိုးတအုပ်လိုဖြစ်လာခဲ့ရပါတယ်။တကယ်ကိုထူးဆန်းအံ့ဩစရာကောင်းတဲ့သင်ခန်းစာပါပဲလို့ဘရင်ကြီးကကြွေးကြော်မိပါတယ်။အပင်တပင်ဟာကောင်းမွန်တဲ့မြေစီလာနဲ့ရေရရှိမှသာတန်ဆွမ်းလှပတဲ့အသီးပွင့်တွေပွင့်လန်းနိုင်တယ်လို့လူသားတွေနဲ့တရဝါတွေဟာလည်းကောင်းမွန်တဲ့ပတ်ဝန်းကျင်နဲ့ဆုံးမဩဝါဒတွေရရှိမှသာစိတ်နှလုံးလှပပြီးကောင်းမွန်တဲ့အကျင့်စရိုက်တွေရရှိလာနိုင်မှာပါနိုင်တော်ကိုရောက်ရှိတဲ့အခါဘရင်ကြီးဟာသူ့ရဲ့စစ်တီတော်တွေကိုတခိုးရွာကိုတွားရောက်ဖို့အမိန့်ပေးခဲ့ပါတယ်။စစ်တီတော်တွေဟာတခိုးတွေကိုဖမ်းဆီးပြီးချင်းညီကလေးကိုတော့နိုင်တော်ကိုခေါ်ဆောင်လာခဲ့ကြပါတယ်။ဘရင်ကြီးဟာချင်းညီလေးကိုတရားရိပ်သာကိုပို့ဆောင်ပြီးကြီးအကိုနဲ့အတူသူတော်စင်တွေရဲ့အဆုံးအမဩဝါဒကိုနာယူစေခဲ့ပါတယ်။အချိန်လေးကုန်လွန်သွားတဲ့အခါချင်းညီလေးဟာလည်းကြီးအကိုလိုပဲရင်ကျေးတိမ်မွေးတဲ့ငှက်ကလေးတစ်ကောင်ဖြစ်လာခဲ့ပါတယ်။ချင်းညီနာနကောင်ဟာတအုပ်ကိုတအုပ်ရှိခင်ကျင်နာစာနဲ့တရားရိပ်သာမှာအေးချမ်းစွာနေထိုင်သွားကြပါတော့တယ်။ဘရင်ကြီးဟာလည်းပတ်ဝန်းကျင်ကောင်းရဲ့အရေးကြီးပုံကိုနားလည်သွားပြီးသူ့ရဲ့တိုင်းသူပြည်သားတွေကိုကောင်းမွန်တဲ့ပတ်ဝန်းကျင်မှာနေထိုင်နိုင်အောင်စီစဉ်ပေးခဲ့ပါတော့တယ်။ပုံပြင်လေးကတော့ဒီမှာတင်ပြည့်စုံသွားပါပြီ။နောက်ထပ်ပုံပြင်လေးတွေကိုနားဆင်ကြရင်တော့ဆောင်ရွက်ပေးကြပါအောင်နော်။